တမျိုးစင်လုံးသေးပြီးဝိမရှိပဲဖွာချင်တိုင်းဖွာနေတဲ့စပင်ကိုကျွန်တော်ကဒီလိုအီပြောင်လေးဖြစ်အောင်ဆေးဆိုးပြီးတော့မှ digital G-Bank ကောက်တာလေးကိုအဆောင်ဆောင်မျှဝေပေးတော့မှာဖြစ်ပါတယ်အားလုံးအဆုံးထိလိုက်ကြည့်ပေးကြပါအောင်ရှင်ဆုံးကျွန်တော်ကစပင်းညက်ပါမယ်ကိုလိုချင်တဲ့အနေအထားညက်ပါမယ်ကျွန်တော်ကတော့ဒီပုံမှာတော့အောက်မှာ90အလင်းမှာ115အပေါ်ဆုံးလွှာတော့135နဲ့ညက်ထားတယ်ပေါ့နော်တကောင်လုံးညက်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလိုအပ်တဲ့နေရာလေးတွေကိုပေါ့နော်အနေငယ်ပါမယ်ပါတဲ့နေရာမှာတတိထားမှာတေချာကြည့်ပြီးတော့မှပါထူတဲ့နေရာလေးတွေကိုတေချာပါမယ်ပါတဲ့နေရာတွေကိုတော့ထပ်ပါစရာမလိုတော့ပါဘူးကောက်စီကိုတော့ကျွန်တော်3နှစ်ကြာ green plug ကောက်စီကိုပဲရွေးချယ်ထားပါတယ်စပင်ကတဘာဝစပင်ဆိုပေမဲ့ဆန်လုံးသေးပြီးနေတဲ့အတွက်ကျွန်တော်ကဒီပေါင်းစိလေးအနေငယ်ရိုးပြီးတော့တောင်းလိုက်ပါမယ်ဒီနေရာမှာတတိထားရမှာစပင်ပေါ်မူတည်ပြီးတော့ပေါင်းစိကိုလောအပ်တဲ့လောက်ပဲထည့်ပြီးသုံးပါစပင်ကဝေးမရှိပဲဖွာနေတဲ့အတွက်ဒီတုံစီလေးကိုလည်းအနေငယ်ထည့်ပြီးသုံးပေးသင့်ပါတယ်လောရတဲ့စစ်ဆက်နေတဲ့ဆက်ပြီးသွားပြီဆိုရင်တော့ဆေးကိုတေချာသမအောင်မွေလိုက်ပါမယ်မွေပြီးပြီဆိုလို့ရှိရင်တော့စပင်ကိုတလွှာချင်းစီကိုလိမ့်မဲ့အနေထားလောက်ထိထည့်ပါမယ်ကျွန်မကတော့တပတ်ခွဲပဲလိုက်မှဖြစ်တဲ့အတွက်တပတ်ခွဲစာလောက်ပဲဆေးထည့်ပါတယ်ဒီကောင်လုံးကိုတေးရှာရှာလေးနဲ့အောင်ဆေးထည့်ပြီးတော့ပြီဆိုရင်တော့ကျွန်မတို့ဆေးဝင်လေးအထိစောင့်ပါမယ်ဆေးဝင်ပြီဆိုရင်တေးရှာလေးစစ်ပါမယ်စံလုံးသေးပြီးမြင်တဲ့အတွက်ကျွန်တော်ကတော့ဒီစပင်ကို90%လောက်နဲ့ကောက်မှာဖြစ်ပါတယ်ကျွန်တော်လိုချင်တဲ့ရာခိုင်နှုန်းလောက်ဆေးဝင်ပြီဆိုတော့လျှော်လိုက်ပါတော့မယ်လျှော်တဲ့ချိန်မှာလည်းကောက်တာကိုစိုးပြောင်လေးဖြစ်စေရန်အတွက်ကျွန်တော်ကြိုက်ဆုံးဒီပေါင်းစိလေးနဲ့ရင်နွေးကိုရိုးပြီးတော့စပင်မူ3မိနစ်လောက်နှက်ထားပြီးရေပြအောင်လောင်းလိုက်ပါမယ်လိုက်တံကိုတော့ကျွန်တော်ကအကောက်တာရန်သေးသေးလေးတွေမကြိုက်တဲ့အတွက်18 စိုက်ကိုရွေးချယ်ထားပါတယ်စက်ကူကတော့ကျွန်တော်ကတစ်ပတ်ခွဲပဲလိုက်မှဖြစ်တဲ့အတွက်အတူအပားလေးကိုပဲရွေးချယ်ထားပါတယ်လိုက်နေတဲ့ဟာတော့ရိုက်ပေးမဲ့တူတွေကမအားတော့တဝက်လောက်မှထားပြီးတော့ရိုက်ရတာပေါ့နော်လိပ်ပေးရတပတ်ခွဲကိုမှတေချာလေးတက်နိုင်တဲ့လောက်ကြစ်လေးလိပ်ပေးရမယ်နော်ဆန်လုံးသေးတဲ့အတွက်ပိုကြစ်လေးပိုလှလေးပဲနော်တကောင်းလုံးလေးလို့ပြီးသွားတဲ့အခါမှာရေနွေးငွေးလုံအောင်ဒီလိုကလစ်လေးတွေကိုလည်းတက်ဖို့မမေ့နဲ့နော်အပူပေးတာတော့ကျွန်တော်ကအပူ180ကိုမှ3မိနစ်တခါ2မိနစ်တခါပေးပြီးတော့ဒီကလစ်လေးတွေကိုပေါ့နော်ဖြီလိုက်မယ်ဖြီးပြီးတော့လို့ရှိရင်2မိနစ်တခါထပ်ပေးမယ်ဒီနေရာမှာ6ပြီဆိုလို့ရှိရင်တော့ကျမတို့ရက်လို့ရပါပြီတကယ်လို့မ6သေးရင်တော့နောက်ထပ်2မိနစ်တခါထပ်ပေးလို့ရပါတယ်အကုန်လုံး6တော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကောက်တန်လေးပြီးတော့မှချုပ်စေးထည့်ပါမယ်ကောက်တန်မလေးတက်တဲ့သူတွေဒီနေရာမှာအသေးစိတ်လေးလာလို့ရတယ်နော်ကျမတေချာလေးပြပေးထားပါတယ်ကောက်တန်လေးတာခက်တော့မခက်ဘူးပေါ့နော်ဒါပေမဲ့မလုတ်တက်တဲ့သူတွေတော့တေချာလေးအသေးစိတ်ကြည့်လိုက်နော်ကျမတေချာလေးပြထားတယ်နော်လိတ်တန်လေးပြီးသွားပြီဆိုလို့ရှိရင်တော့တလိတ်ချင်းစီကိုချုပ်စေးထည့်မယ်ပေါ့နော်ချုပ်စေးကိုတော့တေချာလေးအသေးသေးဝင်အောင်လို့ဒီလိုမျိုးလေးတေချာလေးစုပ်ပြီးတော့ပဲထည့်ပေးရမယ်နော်တကောင်းလုံးထည့်ပေးသွားပြီဆိုလို့ရှိရင်တော့ဆန်လုံးသေးတဲ့အတွက်ချုပ်စေးကို15မိနစ်ပဲထားပါမယ်15မိနစ်ပဲထားမယ်ဆိုလို့ရှိရင်ကျမတို့ကအခုလိတ်တန်လေးထားတဲ့ဟာကို10မိနစ်နေလို့ရှိရင်ဖြီးမယ်ဒီချုပ်စေးဖြီးတဲ့အချိန်မှာပေါ့နော်ကျမတို့ကောက်တာမလှကိုကြည့်လို့ရပါပြီအခုဒီကောက်တာဆိုလို့ရှိရင်ပေါ့နော်ဒီမှာကြည့်ချစ်လေးပေါ့နော်ကောက်လဲလှတယ်ပေါ့နော်အဲဆိုလို့ရှိရင်နောက်ထပ်5မိနစ်ကိုတော့ကျမတို့ကစုပ်စေးနောက်တစ်ခါထည့်ပြီးတော့မှခဏနေပြီးတော့မှကောက်လျှော်လိုက်မယ်နော်ကဲနောက်ဆုံး result ထွက်လာပါပြီ G-Bank ဆိုတော့စပင်ကအရင်ကောက်ကြီးတော့မဟုတ်ဘူးเนาะဒါပေမဲ့အရင်လှတယ် Thank you